အားလုံးပဲမင်္ဂလာပါဇေစနစ်ပေါင်းမြောက်စလိုက်မျိုးဝတ်ထားခဲ့တဲ့အစိုးရရဲ့အမိမတိထူးခြားဖြစ်စဉ်တွေဟုတ်ပါတယ် UAPD နဲ့ပတ်သက်တဲ့မျိုးဝတ်ဖိုင်လေးအခုတော့တရားဝင်ပေါက်ချလာခဲ့ပါတယ်အာကာသတွေကဗဟေဒီတွေစစ်တပ်ရဲ့မှတ်တမ်းတွေနဲ့ဒီပနိကျတက်ချက်မှုတွေကိုခြေခံပြီးတော့ဘယ်ယာတွေကစိတ်ကူးရင်လဲဘယ်ယာတွေကတကယ်အမှန်တရားလဲဆိုတော့ဒီကနေ့လေ့လာသုံးသပ်ချက်မှာအသေးစိတ်တူဆော်ထားမှာဖြစ်ပါတယ်ခုလောပန်တဂွန်တို့နာဆာတို့စီကနေအချက်လက်ဒီအများထွက်လာတော့လူတိုင်းခေါင်းထဲမှာအကြီးမားဆုံးမေးခွန်းကြီးတစ်ခုပေါ်လာတာပေါ့အဲ့ဒါကဘာလဲဆိုတော့ American ဆိုရကကြောသားတွေတကယ်ရှိတယ်ဆိုတာကိုဝန်ခံလိုက်ပြီလားဆိုတာပါပဲတကယ်ကိုစိတ်ဝင်စားစရာပါပဲဆိုတော့ဒီမေးခွန်းရဲ့အဖြေကိုသိဖို့အတွက်တရားဝင်ထုတ်ပြန်လိုက်တဲ့အချက်လက်တွေကိုတေချာလေး group decide လေ့လာကြည့်ကြတာပေါ့ကဲတေချာလေးလာကြည့်အောင်ကျွန်တော်တို့ဒီနေ့ဆွေးနွေးမယ့်အကြောင်းအရာတွေကတော့ UAP လွတ်ခွက်ဖိုင်တွေအာကာသထဲကတက်တေတွေဂျိုးသားလောင်ကြီးစေကွက်နောက်ပြီးဂျိုးသားတွေနဲ့ပတ်သက်တဲ့သိပ္ပံနည်းကျတွက်ချက်မှုတွေ The Great Filter Theory နဲ့နောက်ဆုံး UAP ရဲ့တကယ်အမှန်တရားဆိုတာတွေကိုအဆင့်ဆက်တူးဆွဲသွားမှာဖြစ်ပါတယ်အပိုင်းတဲ့ UAP လို့ဝစ်ဖိုင်များပွင့်ကြလာခြင်းတမိုင်းကြောင့်မို့ပြန်ကြည့်မယ်ဆိုရင်1969တုန်းက Project Blue Book ကိုပိတ်သိမ်းပြီး UAP တွေကချင်းချောက်မှုမရှိဘူးလို့ဆိုခဲ့ပါတယ်ဒါပေမဲ့2019မှာ AADIP ဆိုတဲ့ပင်တဂွန်ရွေးလို့ဝက်စီစဉ်ဖွင့်ချခံရရုံအကြီးအကျယ်ကဲရိုက်သွားတာကတော့2023မှာထောင်းလိုင်းရဲ့အရာရှိဟောင်း David Grushta လူတောင်းမဟုတ်တဲ့ဇီဝအထောက်ထားတွေရှိရလို့လွတ်တော်မှာကျန်းသစ္စာဆိုပြီးထွက်ဆိုလိုက်တဲ့အချိန်မှာပဲဒီလိုနဲ့2024မှာ UAP Disclosure Act ဆိုတဲ့ဥပဒေကြီးထွက်လာပြီး2026အတွက်အမှုဆောင်ညွှန်ကြားချက်တွေပါထွက်လာခဲ့ပါတယ်စိတ်ဝင်စားစရာအကောင်းဆုံးကဒီဥပဒေတွေပြစ်ထားတဲ့အချိန် Lockheed Martin တို့ Northrop Grumman တို့လိုကာကွယ်ရေးလက်နက်ကုမ္ပဏီကြီးတွေဘက်ကပြင်းပြင်းထန်ထန်ကိုကန့်ကွက်ထဲကြတာပါပဲပါတီများဖုံးကွယ်ထားချင်နေကြတာလေဒီလိုပြအားကြီးကြားတဲ့ကတည်းက American အစိုးရကတရားဝင်မှတ်တမ်းပိုင်ပေါင်း162ခုချပြလိုက်ရပါတယ်စဉ်းစားကြည့်နော်ဖိုင်ပေါင်း162ခုပါဒီထဲမှာ PDF ဖိုင်120နဲ့အရေးသွေးမြင့်တဲ့ဖုန်း18ပုံပါဝင်ပါတယ်အခုကျွန်တော်တို့လေးတာသုံးသပ်နေတာဟာဘယ်ဘက်ကမှမလိုက်သေးဒီမူရင်းဖိုင်တွေထဲကအချက်လက်အကျန်းထဲတွေကိုတီးတန့်ခွဲခြမ်းစိတ်ဖြာနေတာဖြစ်ပါတယ်ပူပြီးစိတ်လှုပ်ရှားစရာကောင်းတာကအဲ့ဒီထဲမှာဗီဒီယိုဖိုင်58ခုစုစုပေါင်းကြည့်ရှုချိန်47မိနစ်တိတိပါဝင်နေတာပါပဲဒါတွေကဟိုလူပြောဒီလူပြောကောလာဟောလာတွေမဟုတ်တော့ဘူးလေဗီဒီယိုတွေကိုယ်တိုင်ညစ်မဲ့လက်လာနိုင်တဲ့တကယ်မှတ်တမ်းဗီဒီယိုတွေဖြစ်နေပါပြီဆိုတော့ဒီ47မိနစ်စာဗီဒီယိုတွေထဲမှာဘာတွေများပါနေမလဲဒါနဲ့ပဲအပိုင်း1ကိုရောက်လာပါပြီအာဂါတော့နဲ့ UAP တက်တဲ့အထောက်ထားများဒီတက်တဲ့ဒီဘယ်လိုပေါ်တာလဲဆိုတာစက်ကြည့်ကြတာပေါ့စေစုံနေကစိတ်ကြုံဖုံးကွယ်ထားခဲ့တဲ့လက်ကပခီးစင်မှတ်တမ်းတွေကိုအခုမှပထမဆုံးအကြိမ်မြင်ဘူးကြတာပါApollo 17ခီးစင်မှာဆိုရင်အာဂါတရင်မိုးတွေဟာတကယ်ကိုထူးဆန်းတဲ့အရာတွေကိုကိုယ်တိုင်ကြုံတွေ့ခဲ့ရတယ်အလွန်လင်းလက်တဲ့အမွန်မွားအပိုင်အစားတွေလွတ်မျိုးနေလောက်ကိုတွေ့လို့ကဘာမြေကိုဘလို့တည်င်းဖို့လဲဆိုရင်ဒါဟာဇူလိုင်လ4ရက်နေ့လက်ရေးနေ့မှာဖောက်တဲ့မီးရှုမီပန်းနေလို့ပဲတဲ့ဒါတွေမကတည်းဘူးနော်အာဂါတဟင်းလင်းပြင်ထဲမှာဘဲကလာမိုင်းမတီးတဲ့အစစ်မြင့်လေစာချေရခန့်စနစ်လိုမျိုးအရာတွေကိုပါမြင်တွေ့ခဲ့ရတယ်လို့မတ်တန်းတွေကဆိုထားပါတယ်အာဂါဇက်ကဖြစ်စဉ်တွေအပြင်ခစ်တစ်စစ်တပ်ရဲ့မှတ်တမ်းတွေမှာလည်းလုံးဝကိုအမခံဖြစ်ရတွေအများကြီးပါပဲဂရီနိုင်ငံကန်ယိုတမ်းမှာဆိုရင်အတန်တဲ့အဆက်80တောင်မြန်တဲ့နှုံးနဲ့ပြန်တန်းနေတဲ့အရာတစ်ခုကိုမှတ်တမ်းတင်နိုင်ခဲ့ပါတယ်အဆက်80နော်ပိုစန္ဒာကဂျယ်ရီယာဂီဟာဘာဂျီဖို့စတန်မှာမခံရပဲ90ဒီဂရီချက်ချင်း꿰ချက်လိုက်နိုင်တာပါဒါအပြင် UAE နိုင်ငံမှာဆိုရင်လည်းရူဘဝေဒနီယာမတွေကိုလုံးဝချိုးဖောက်ပြန်တန်းနေတဲ့အရာဝတ္ထုတစ်ခုရဲ့ဂျပန်နိုင်ငံမှာလေထဲမှာဒီတိုင်းရက်တက်နေတဲ့ကြီးမားတဲ့စက်လုံးကြီးတစ်ခုကိုပါစစ်တပ်ကတရားဝင်မှတ်တမ်းတင်ထားနိုင်ခဲ့ပါတယ်အပိုင်း3ဂိုးသားရှိမရှိလောင်းကျေးဈေးကွက်များဒီလိုရွေးချက်တွေပွင့်ကြလာတော့လူတွေရဲ့စိတ်ဝင်စားမှုကအဆုံးစွန်ကိုရောက်သွားတာပေါ့အန်အိုးစရာအကောင်းဆုံးကဘာလဲထီလားအစိုးရရဲ့ကြီးညာချက်တွေထပ်ပေါ်လာပြီးမိနစ်ပိုင်းအတွင်းမှာဒီပေါ်လီမာကက်လိုလောင်းကြီးစီးကွက်တီစီကိုဒေါ်လာ3သန်းကျော်ရုတ်တရက်အလုံးရင်းညံတဲ့ဝင်လာတာပါပဲ2026ခုနှစ်မကုန်ခင်မှာများအစိုးရအရာရှိတယောက်ကဂျိုးသားတဲ့တကယ်ရှိပါတယ်ဆိုပြီးတရားဝင်အတည်ပြုလေမလားဆိုတဲ့အပေါ်မှာအကြီးအကျယ်လောင်းကြီးထွက်နေကြတာပါဒါဟာလူဒီဘလောက်တောင်သိကျင်နေကြလဲဆိုတာကိုအထင်ရှားပြနေတာပါပဲအခုစိတ်ဝင်စားစရာအကောင်းဆုံးအပိုင်းကိုရောက်လာပါပြီအပိုင်း၄ဂျိုးသားများဆိုင်ရာတိပံပညာစီးရဲမှတ်တမ်းတွေကနေတိပံနဲ့တင်ချသက်ချက်မှုတွေပါကူကြည့်ကြရအောင်တက်ရှိတွေစင်ကဲပြောင်းလေတဲ့ဖြစ်စဉ်ဆိုတာတကယ်ကိုအာမခံဇလန်တပုတ်ပါပဲအစင်ကီမှာဆဲတခုတည်းပါတဲ့အနုစီဝါတက်ရှိလေးတွေနဲ့စပါတယ်အဲ့ဒီကနေအစင်နစ်ဖြစ်တဲ့ဆဲပေါင်းများစွာပါတဲ့တက်ရှိတွေဖြစ်လာတယ်အစင်3ကိုရောက်ဖို့ကတော့တကယ်ကိုခက်ခဲတဲ့အလဲ့ပြောင်းပါ
အသိဉာဏ်ရှိတဲ့တက်ရှိတွေဖြစ်လာဖို့ဆိုတာအင်မတန်မှကိုရှားပါလွန်းပါတယ်နောက်ဆုံးအဆင့်၄ကတော့နီးပညာသုံးနိုင်ပြီးအချက်ပြလိုက်ပြီးထုတ်လွှင့်နိုင်တဲ့ယဉ်ကျေးမှုအဖွဲ့အစည်းတွေဖြစ်လာခြင်းပါပဲ Alt hypothesis ကိုခေါ်တဲ့အယူအဆအရဆိုရင်အသိဉာဏ်ရှိတဲ့တက်ရှိတွေဖြစ်လာဖို့ဂျူပီတာလိုဂျိုးကြီးတွေကအကားကွယ်ပေးထားတာမျိုးကဘာမီးရောက်ကြောက်လွာတွေရဲ့လှုပ်ရှားမှုမျိုးစတဲ့အလွန်ကိုရှုပ်ထွေးပြီးတိုက်ဆိုင်မှုခက်ခဲတဲ့အချက်တွေအများကြီးလိုအပ်ပါတယ်ကဘာပေါ်မှာတောင်ဘီလီယံနဲ့ချီတဲ့နှစ်တွေကြာမှသာအသိဉာဏ်ရှိတဲ့လူသားတွေပေါ်ပေါက်လာနိုင်ခဲ့တာလေ2018ခုနှစ်က Oxford တက္ကသိုလ်ရဲ့စာရင်းသုတေသနစာတမ်းတစ်ခုကိုချိလိုက်ရင်စကြဝဠာကြီးထဲမှာအသိဉာဏ်ရှိတဲ့တက်ရှိအငင်းနဲ့ကဘာမြေဟာလုံးဝတကူတည်းအထီးကျင်ဖြစ်နေနိုင်ခြေ35%လောက်ရှိတယ်လို့တန်ချာနီးကြတွက်ချက်ပြထားပါတယ်။ဆိုလိုတာကတခြားတနေရာမှာအသိဉာဏ်ရှိတဲ့တက်ရှိရှိနေနိုင်ခြေက65%ရှိနေသေးတယ်ဆိုပေမဲ့ကဘာကြီးတစ်ခုထဲမှာသာဉာဏ်ရည်မြင့်သက်ရှိနေနိုင်ခြေကလည်းအင်တန်ကိုမြင့်မားနေသေးတယ်ဆိုတဲ့ချက်ပါပဲ။အပိုင်းက The Great Filterဒါဆိုရင်အသိဉာဏ်ရှိတဲ့တက်ရှိတွေတခြားမှရှိနေနိုင်တဲ့ဆိုရင်တောင်ဘာကြောင့်စကြဝဠာချီကဒီလောက်တိတ်ဆိတ်နေရတာလဲဒီမေခေါအက The Great Filter ဆိုတဲ့အယူအဆကိုကြည့်အောင် The Great Filter ဆိုတာယဉ်ကျေးမှုအဖွဲ့အစည်းတွေအနေနဲ့ဂျက်တာရောက်တဲ့ဂျာခရီးထွားလာနိုင်တဲ့အဆင့်ချီရောက်ဖို့စူးစမ်းရမှာကြောပြတ်ဖို့အင်မတန်ခက်ခဲလွန်းတဲ့စင့်ကဲဖြစ်စဉ်ဒါမှမဟုတ်နည်းပညာပိုင်းဆိုင်ရာကြီးမားတဲ့အဟန့်အတားကြီးတစ်ခုရှိနေတယ်ဆိုတဲ့သဘောပါပဲဒီယူဆကကျော်တာစိတ်ကူးရင်အိမ်မက်တီကိုလက်တွေ့ကျတဲ့နက္ခတ္တရဗေဒဆိုင်ရာအရှိတရားတွေနဲ့ချိတ်ဆက်ပေးလိုက်တာပါပဲဒီအချက်ကကြောက်မဖွယ်ရာဖြစ်နိုင်ခြင်းနှစ်ခုကိုရှင်းရှင်းလင်းပြသနေပါတယ်ပထမတစ်ခုက The filter is behind us ဆိုလိုတာကကျွန်တော်တို့လူသားတွေဟာအဲ့ဒီအခက်ခဲဆုံးစင်ကဲဖြစ်စဉ်ကြီးကိုကြော်ပြတ်နိုင်ခဲ့ပြီးကျွန်တော်တို့ဟာအမတန်ကန်ကောင်းလွန်းတဲ့သက်ရှိတွေပဲဆိုတဲ့အချက်ပါဒုတိယချက်ကတော့ The filter is ahead of us ပါအဲ့ဒီကြီးမားတဲ့အဟန့်အတားကြီးဟာကျွန်တော်တို့ရှေ့မှာစောင့်နေတုန်းပဲဆိုတဲ့အဓိပ္ပာယ်ပါတကယ်လို့တာမှန်ခဲ့ရင်ကျွန်တော်တို့ယဉ်ကျေးမှုအဖွဲ့ကြီးဟာထိမ့်မနိုင်သိမ့်မရဖြစ်လာမယ့် AI နည်းပညာတွေကြီးမားတဲ့စစ်ပွဲတွေဒါမှမဟုတ်တဘာဝပတ်ဝန်းကျင်ပျက်စီးယူရွေးမှုတွေကြောင့်မကြခင်မှာအဆုံးသက်သွားနိုင်တဲ့ဆိုတဲ့ကြောက်ခမလေးလေးဖြစ်နိုင်ကြီးပဲဖြစ်ပါတယ်။နောက်ဆုံးပိုင်းကိုရောက်လာပါပြီအပိုင်း6 UAP များဤတကယ့်အမှန်တရားအစိုးရရဲ့ရုပ်ဝက်ဖိုင်တွေတိပါနေကြတွက်ချက်မှုတွေကိုပေါင်းစပ်ကြည့်လိုက်ရင်အကြီးမားဆုံးပြဿနာတစ်ခုကိုတွားတွေ့ရပါတယ်။အဲ့ဒါကတော့အကွာဝေးပြဿနာ the distance problem ပါပဲ။ဇီဝဗေဒနီးယားမှာနဲ့တွက်ချက်မှုတွေရဆိုရင်ကျွန်တော်တို့ရဲ့ galaxy ထဲမှာအဆက်အသွယ်လုပ်လို့ရနိုင်တဲ့ယဉ်ကျေးမှုအဖွဲ့အစည်းအများဆုံး36ခုလောက်ပဲရှိနိုင်ပါတယ်တဲ့။ဒါပေမဲ့အနည်းဆုံးအဖွဲ့အစည်းဟာအလင်းနဲ့3ထုံကနေ9000ကြားမှာကွာဝေးနေနိုင်ပါတယ်။ဒီလောက်ကြီးမားတဲ့အကွာဝေးကြီးကိုရုပ်ပိုက်ဆိုင်ရာအရဖြတ်တိုင်းခရီးသွားဖို့နဲ့အပြန်လည်ဆက်သွယ်ဖို့ဆိုတာလက်ရှိရူပဗေဒနီးယားမှာတဲ့အရာလုံးဝကိုမဖြစ်နိုင်တော့ပါပဲ။ဒါကြောင့်လဲတရားဝင်ထုတ်ပြန်ထားတဲ့ AARO ရဲ့အစီရင်ခံစာမှာကဘာပြင်ပတ်ကနီးပညာဖြစ်တယ်ဆိုတာဟာဖြစ်နိုင်ခြေရှိတဲ့အယူအဆတစ်ခုတာဖြစ်ပြီးတော့ခိုင်လုံတဲ့တိတ်ပံနီးကြအထောက်ထားလုံးဝမရှိသေးဘူးလို့အတိအလင်းဖော်ပြထားပါတယ်။တကယ်လက်တွေ့မှာပိုပြီးဖြစ်နိုင်ခြေများတာကဘာလဲသိလားဒီ UAP တွေဟာလူသားတွေကိုယ်တိုင်ဖန်တီးထားတဲ့ Human Drone Project တွေလေထုအတွင်းကတဘာဝထူးခြားဖြစ်စဉ်တွေဒါမှမဟုတ်စက်ပစ္စည်းစင်ဆာတွေရဲ့ချုပ်ရွေးမှုတွေတာဖြစ်ဖို့များပါတယ်။အစိုးရရဲ့မှတ်တမ်း reform မှာပတ်လိုက်မှုကင်းကင်းနဲ့ထုံးတက်ရမယ်ဆိုရင်ဒီအချက်ကအလွန်ကိုခိုင်မာနေပါတယ်။ကဲအစိုးရရဲ့အချက်အလက်တီစစ်တပ်ရဲ့မှတ်တမ်းဒီနဲ့တိပြက်လီနီကြားတွက်ချက်မှုအားလုံးကိုချပြလိုက်ပါပြီ။ဒီသက်သေအထောက်ထားတွေအားလုံးကိုကြည့်ပြီးရဲ့နောက်မှာကျွန်တော်တို့တည်တည်ချာချာစဉ်းစားရမယ့်အကြီးမားဆုံးမိဟုန်တစ်ခုကြံခဲ့ပါတယ်။အဲ့ဒါကတော့ကျွန်တော်တို့ရဲ့ကောင်းကင်ယံမှာတကယ်တမ်းပြန်လန်းနေကြတဲ့အရာတွေဟာတကယ်ပဲဘာတွေဖြစ်နေမလဲဆိုတာပါပဲ။